ကျွန်တော်တို့ LED မီလုံးကြောင်းဆွေးနွေးကြည့်မယ် LED မီလုံးကဘာလဲဆိုရှင်ကျွန်တော်တို့ light emitting diode ပေါ့နော်သူကဆက်တင်ရမ်းစာလေးကျွန်တော်ဆွေးနွေးရတကယ်တမ်းကျွန်တော်တို့အစင်တိုင်းသွားမယ်ဆိုလို့ရှိရင်ဘယ်လိုသွားရလဲဆိုရှင်ကျွန်တော်တို့ resistor လို့ရှိရင် capacitor လို့ရှိရင် inductor လို့ရှိရင် diode transistor IC အဆင့်စာအုပ်တိုင်းပေါ့နော်စာအုပ်တိုင်းအဲ့လိုသွားဒါပေမဲ့ကျွန်တော်တို့ဒီမှာဆွေးနွေးတဲ့ခါကျတော့အစာအုပ်တိုင်းသွားနေလို့ရှိရင်ဆက်မိမှာမဟုတ်မျက်စိလေကုန်နေမယ်ဒါကြောင့်မလို့ကျွန်တော်တို့ကခုံပြန်ကြော်သွားလေးနားလေလွယ်အောင်ရှင်းနေသွားပြရနော်အဲ့တော့ဒါတွေကိုကျွန်တော်တို့ကအခု resistor ပြတယ်ကျွန်တော် diode တိုင်းရောက်သွားတယ် LED ဆိုတာ light emitting diode ဆိုတာအလင်းရောင်ထုတ်လွှတ်ပေးတဲ့ diode ဖြစ်တဲ့အတွက် light emitting diode လို့ခေါ်တာအဲ့တော့ light ဆိုတာအလင်းရောင် emit ဆိုတာကထုတ်ပြီးဖြန့်ချီတာပေါ့နော် diode ဆိုတော့သူ့ရဲ့နာမည် diode ပေါ့အဲ့သူ့ရဲ့ diode နာမည်ပုံစံလေးကဒီလိုပုံစံလေးတတိယပုံလေးကိုမြင်းလေးတစ်ခုခြားထားတယ်အလင်းအောင်ထွက်တဲ့အဓိပ္ပာယ်နဲ့မြားလေးနှစ်ချောင်းထုတ်ထားတယ်ပြီးလို့ရှိရင်ဒီဘက်ကို anode လို့ခေါ်ပြီးတော့ဟိုဘက်ချမ်းကို cathode လို့ခေါ်တယ်ဒီဘက်ကအပေါင်းဖို့ကျွေးတယ်ဒီဘက်ကအနှုတ်ဖို့ကျွေးတယ်မီးထားလင်းတာဒီဘက်ကို anode တူကအရှိကောက်ခေါ်တယ် cathode အဲ့လိုခေါ်တယ်အဲ့တော့ကျွန်တော်တို့ LED မီလုံးတစ်လုံးကိုကျွန်တော်ကြည့်လိုက်မယ်ဆိုရင်ကျွန်တော်စိတ်မိတ်ဆွေရှိမှာနော် LED မီလုံးလေးရှိကန်ကြည့်လိုက်ပါဦးနော်ကျွန်တော်တစ်လုံးပေးကန်ကြည့်လိုက်တယ်ဆိုရင်ခြေထောက်လေးတစ်ချောင်းရှည်နေတယ်ခြေထောက်လေးရှည်နေတဲ့ဘက်ကအပေါင်းဖို့ပေးရမှာနော်ခြေထောက်တူနေတဲ့ဘက်ကဒါဆိုရင်ဘာဖြစ်မလဲအနှုတ်အတွင်းထဲကိုလည်းကြည့်လိုက်ပါအတွင်းထဲမှာလည်းပိန်ပြားလေးကအပေါင်းနည်းနည်းပြားကြီးကျွန်တော်ဒီမှာဆွဲပြထားတာအပြားကြီးဖြစ်နေတာကအနှုတ်ကြည်တဲ့ကောင်ဆိုတော့မြင်ရအောင်နောက်တဲ့ကောင်ဆိုတော့ထိမြင်ရမှာပေါ့နော်မြင်ရလားနော်โอเคအဲ့တော့ကျွန်တော်တို့သူ့ကိုကြည့်လိုက်မယ်နော်သူ့ကိုကြည့်လိုက်တဲ့ကမီတာနဲ့တိုင်းရတယ်မီတာနဲ့တိုင်းရင် ohm scale နဲ့တိုင်းတယ် ohm scale နဲ့တိုင်းရင်ကျွန်တော်မီတာလေးခဏပေးနော် ohm scale လေးရွှေ့လိုက်မယ် ohm scale နဲ့တိုင်းတယ်မီတာလေးရွှေ့လိုက်တယ်ကောင်းတိုင်းတယ်မီလုံးမလင်းဆိုတာကျွန်းတာလည်းမဟုတ်သေးဘူးမားတိုင်းရလည်းဖြစ်နိုင်တယ်ကြောင်းပြန်ခံလိုက်တယ်ပြန်တိုင်းတယ်ကျွန်းလာမသိဘူးတလုံးတော့ပြီးပါဦးမှန်သွားတော့မီလုံးလေးလင်းလာနော်မီလုံးလင်းလာတကယ်လို့ကြောင်းပြန်ခံတိုင်းမလို့ရှိရင်လင်းမှာမဟုတ်ဘူးသူကဒိုင်အိုဆိုတာရက်စစ်တစ်ဖက်စီကျွန်တော်တို့အိမ်ဒီမှာသုံးတဲ့ရေပါအဆုပ်ရှင်တွေနှလုံးအဆုပ်ရှင်တွေလူနှလုံးနော်ဆုပ်ရှင်တွေလို့တူပဲသူကရက်စစ်ကိုတစ်ဖက်ပဲစီးလို့ရတယ်ကြောင်းပြန်စီးလို့မရဘူးအဲ့တော့ဒီမှာမှန်လို့ရှိရင်မီလင်းလေတကယ်လို့နှစ်ဖက်လုံးတိုင်းလုံးမှာမီးမလင်းဘူးဆိုရင် LED မီလုံးကျွန်းနေတာဖြစ်ဖို့များတယ်နော်ကြောင်းမှန်ပါတယ်ဒါဆိုအောင်ကျွန်းတာဖြစ်မယ်ဟုတ်တယ်ပဲကျွန်တော်ဆိုတော့ဟိုချောင်းလိုက်ဟောင်းကျွန်တော်လေးကြော်လင်းပြတယ်နော်အကျွန်းအရှည်ရအပေါင်းခြေတော့ရှည်အပေါင်းဟောတိုင်းလို့ရှိရင်မီးလင်းလို့ရှိရင်ဒါကောင်းတယ်မလင်းတော့ရင်မကောင်းဘူးနောက်ကျွန်တော်ဒီက TV ရဲ့ LED မီလုံးလေးလင်းတယ်เนาะအဲ့တော့ကျွန်တော်တို့ဆင်းကြည့်လိုက်မယ်เนาะဆင်းကြည့်လိုက်တဲ့အခါ 1K resistor တစ်လုံးဟောဒီမှာ 1K resistor တစ်လုံးအပေါင်းဘက်ကိုကျွေးတယ်ပြီးတော့မှ 1K resistor နဲ့ LED ရဲ့ anode နဲ့ဆုံလိုက်မယ်ဒီမှာကျွန်တော်ကဒီ TV မှာကျွန်တော်ပြဿနာနည်းနည်းရှိတယ်တကယ်ပြင်မာလိုမျိုးဆင်လို့မရလို့ကျွန်တော်ဒါတရုပ်ပြတကယ်ပြင်မာကြတော့အဲ့လိုမဆင်နဲ့ကျွန်တော်ခဏပြင်နော်ဒါကြီးခဏထုတ်လိုက်မယ်နော်ဒီမှာမုတ်လေးရှိတာပေါ့ပုတ်လေးရှိကျွန်တော် 1K ပဲစေစားပြလာနင်းနေဒီကောင်နီယူလိုက်မယ်ရတယ်ပြစားမရှိဒါလည်းစီးနေလို့လားဟောခဏယူလိုက်မယ်နော်အဲ့ဒီမှာ resistor တစ်လုံးဒီလို resistor တစ်လုံးပြီးရင်မီလုံးလေး LED မီလုံးအဲ့လိုလေးခွာလိုက်တာပါနော်မီးခွာလိုက်တာအဲ့ကြိုက်တယ်လို့ဆက်လို့ရဟိုဘက်ဆက်သွားလိုက်ရဒီဘက်ဆက်သွားအဓိကလုပ်ငန်းဆောင်တာမီးလင်းဖို့ပဲနော်ဟိုမှာမီးလင်းနေတာမီးလာလားဒီဆက်ပြောတာလာတယ်နော်အဲ့တော့ဒီမှာပေါင်းကျွေးတယ်နှုတ်ကျွေးမီးလင်းမှာနော်နှုတ်ကျွေးမီးလင်းဒါလေးပါပဲအင်မတန်ရိုးရှင်းတယ်ဆိုမဲ့ဒီဥစ္စာကိုကျွန်တော်တို့ကအဲ့ရနေစတာတက်စစ်ကအဲ့ရနေစတာမီးလုံးလေးတစ်လုံးလင်းအောင်ဖန်နေနိုင်ပြီဆိုရှင်ဒါချစ်ကိုတော်တော်ရောက်လာချစ်ကိုမီးလုံးတစ်လုံးလုံးလင်းအောင်မဖန်ပြီးနိုင်နဲ့
ကျိုးတွေအများကြီးပဲနော်မီးလုံးတစ်လုံးလင်းတာပြီးနေတာမပြီးသေးဘူးကျွန်တော် electronic လောကမှာခလုတ်နဲ့မီးလင်းတာရှိတယ်မီးလင်းနေတာကိုခလုတ်နဲ့မီးပိတ်တာရှိတယ်နှစ်မျိုးရှိတယ်အဲ့လိုမျိုးကျွန်တော်တို့ဖြည်းဖြည်းချင်းလေ့ကျင့်ခိုင်းလို့ try ဝိုင်းပြီးမှာ circuit အကြီးကြီးကိုတိမှာနော်ဒီတိုင်းရိုးရိုးဆိုရင် circuit အကြီးကြီးကိုတိမှာမဟုတ်ဘူးနော်ဒါကြီးကျွန်တော်ပြန်ဖြုတ်လိုက်မယ်ကိုလေး try ကြည့်ပါဦးနော်ဆင်ကြည့်ပါဦးဟုတ်မလင်းဘူးမီတာတက်လားမီတာတိုင်းယူမီတာတက်တယ်ဟုတ်ပြီတိုင်းကြည့်မလားကြောင်းမြန်မြန်တိုင်းကြည့်မယ်ဒီမှာလေနေရတာကျွန်တော်ပြောပြအောင်သူပြဒီကကျွန်တော်ညီလေးတယောက်မျက်စိလေသွားတယ်ဘယ်လိုမျက်စိလေသွားလဲဆိုတော့မီတာနဲ့တိုင်းတော့လင်းတယ်မီးလင်းတဲ့အချိန်မှာကျွန်တော်တို့ကအပေါင်းလို့ပြောတယ်ခြေထောက်ကဘာနဲ့တိုင်းမိရလဲအနှစ်တန်နဲ့တိုင်းမိရအနှစ်တန်နဲ့အပေါင်းလို့ပြောတဲ့ခြေထောက်ကိုအနှစ်တန်နဲ့သွားတိုင်းမှာမီးလင်းတာဟုတ်လားပြန်ကြည့်ကြည့်ပါဦးဟုတ်တယ်နော်အဲ့ဒါကျွန်တော်တို့အဲ့ဒါလေးမှတ်ထားပြီအန်နာလောမီတာပြည့်ထူးခြားချက်က old scale မှာထားရင်အနှစ်တန်အပေါင်းအနီတန်အနှုတ်တောင်းမြန်ဒီမှာကြည့်ကျွန်တော်ကိုလေးဒီမှာကြည့်လိုက်ဒီမှာနော်ဒီဘက်ခြေထောက်ကအပေါင်းဒီဘက်ခြေထောက်ကအနှုတ်အပေါင်းကိုကျွန်တော်အနှစ်တန်နဲ့တို့ပြီးတော့အနီနဲ့တို့မှာမီးလင်းတယ်ဘာကြောင့်လဲဆိုတော့အန်နာလောမီတာဒီ old scale မှာထားရင်ထားပေါင်းဒါနှုတ်ကျန်တဲ့ scale တွေကအနီနဲ့ကအပေါင်းနှုတ်တက်တူတူသူတနေရာအဲ့တနေရာပဲပြောင်းပြန်ဖြစ်digital meter ဆုံးလာတယ် digital meter ကပြဿနာမရှိဘူးအနီနဲ့အတဲ့ပဲအဲ့တော့တစ်မျိုးပဲလိုဟဲနေတာနော်အဲ့ဒါလေးမှတ်ထားပြီနော်